နှစ်ယောက်ပေါင်းတော့မှပထမဆုံးစနန်းလေရမယ့်ချက်ကကျွန်ုပ်တို့ဒီနှစ်ယောက်ပေါင်းလိုက်ပြီဆွဲတော်ရွက်တွေပါတင်စားမနေနဲ့ဟိုဘက်ကမိပါဒီဘက်ကမိပါရဲ့အတိုက်အမြုံနဲ့နေတာအခုတော့မသိသေးဘူးအခုဆိုတော့ဖုံဖုံကလည်းအကိုကြီးနောက်ညီမတယောက်ရှိတယ်ညီကိုအကုန်လုံးချစ်နေလူကအချစ်ခံနေရနေပြီးတော့ဒီအတိုက်မြုံနေတဲ့ချစ်ရန်နေပြီးတော့ဒီမိသားစုလေးချစ်နေတဲ့ကနေကိုယ်ပိုင်ခုနမိသားစုလေးဝမ်းချစ်တာဟဲ့ဟိုမှာဟိုနေ့ကဒေါ်မေသီးကကောညမလေးလေဟိုမှာလေးကြောင်းပို့လိုက်အောင်လေသူကမိသားစုစွတ်ချစ်နေတာcome on love ဖြစ်နေအဲ့ဒီကနေပြီးတော့ particular သီးသန့်တယောက်တည်းရဲ့ပုံစံမျိုးကိုပိုင်ဆိုင်တဲ့အမှုချစ်တာကိုချစ်ချင်တယ်လူတဘာဝအဲ့တော့သူကအကိုရဲ့အဖေရဲ့အမေရဲ့အမရဲ့အထွေးဆုံးမှုချစ်တယ်အလိုလိုက်ဒါဆိုအဲ့ဒီမိဘတွေမှာအထွေးဆုံးမှုဘလောက်ပဲချစ်နေမိဘရဲ့အရင်မှာပူဝင်သောကမရှိဘူးမိဘရဲ့မှာနေနေတာပူဝင်သောကတွေလည်းမရှိရပါတယ်လူလောကကိုရောက်ခဲ့ရှောက်လိုက်အဲ့ကြောက်တော့တယောက်တည်းဂျင်မာလေးအေဂျင့်လုပ်လိုက်တာဆိုယောက်ျားကိုကြီးစန်းနဲ့တွေ့တော့မှကိုဝင်ရဗိုက်တီနားလာအပြိုတော့အဲ့ဒုက္ခတွေကမသိဘူးလေအမလေးအကိုရဲ့လို့မတဘူးဘလို့တလဲဘလို့တဒေါ်အေးဒီအမလေးလို့ဘလို့တခဲ့လဲအမေအဲ့ကြတော့အမေငိုပဲချစ်သမီးလွမ်းပါတယ်အဲ့ကြတော့မှဘယ်ယောက်ျားမှမတဘူးဒီမိန်းမတွေသိတယ်ဘာလို့မေကနေထွက်ခဲ့တာတို့လည်းအမလေးအမေကိုတတရားရှိတာပဲတစ်နှစ်လောက်အိမ်မပြောအမေကိုချစ်တဲ့တစ်နှစ်လောက်ပြန်လာတရားပွဲပြန်လာဂရင်လေးပေါ်ထိုင်ချောကလက်သူပေးတဲ့လက်ကမွားခုနပြောတော့ကက်ရှ်ပီယာအစသဖြင့်သွားတဲ့နိုင်ငံတွေအနှံ့သွားခဲ့သမျှအဲ့နိုင်ငံတွေလက်ဆောင်တွေပါခဲ့တော့ချောကလက်ရေမွေးသိကြိုက်တယ်ရေမွေးတွေပြေးလာရေမွေး brand တွေအကုန်အစုံမယ်ပြင်သစ်ကလည်းအချင်းချင်းရောက်အမေရိကအချင်းချင်းရောက်လန်ဒန်အဲ့လိုဆိုအဲ့ရေမွေးပေါင်းဆိုရေမွေးတန်းစီတာလက်ကမွားပေါင်းဆိုအဲ့လိုချောကလက်တွေသိအောင်သိချောကလက်နည်းမျိုးစုံဆွဲတလန်ရောက်ရင်ဆွဲလန်အဲ့လိုစတယ်ပဲပေါ့အဲ့ဆိုခုကျတော့ပြန်လာတဲ့ခါကျတော့အဲ့ဒီဘယ်သူမှပေးစရာမရှိတော့ပြီးလို့ချင်းကုသိုလ်ကောင်းမှုလုပ်ပြီးအမေကြီးထိုင်းမြတ်တာပို့မယ်အမျှဝေမယ်မရှိဘူးအဲ့ကျမှတည်းညီလေအဲ့အော်မဲ့တနေ့ရောက်လာမလေးအမေရဲ့လို့ရောက်အခုတော့မနေဘူးခဏလေးစားဝိတ်ခဏတော့အလှည့်ရောက်ဒါလူရဲ့တဘာဝအဲ့လိုရှိလာအဲ့တော့နှစ်ယောက်ပေါင်းလိုက်ပြီဟိုဘက်ကလည်းဒီဘက်နှစ်ယောက်ပေါင်းလိုက်တာတစ်စူးစမ်းပါဆိုတာနှစ်ယောက်ပေါင်းပြီးဘဝတစ်ခုထူထောင်မှာကောင်းတဲ့ထည့်ရမယ်ဘာလို့တာလဲနောက်မှမိဘတွေရဲ့အနေထားခဏထားနှစ်ယောက်ပေါင်းပြီးတော့မိဘဝတစ်ခုထီထောင်တာဥစ္စာစီးပွားမိတ်ဆွေကျမ်းမာရေးလူမှုရေးပညာရေးဘာသာရေးအဲ့ဒီအကုန်လုံးအတွက်ကြိုးစားတခုလည်းကြိုးစားတာမဟုတ်လောကကြီးမှာအခက်အခဲဆုံးနိုင်ငံတနိုင်ငံကိုအုပ်ချုပ်ရတာတဲ့အခက်အခဲဆုံးတစ်ခုရှိပါတယ်အဲ့ဒါအိမ်တော်တာဝန်ထမ်းဆောင်ရတာအခက်အခဲဆုံးအိမ်တော်ရေးကြတဲ့အိမ်တော်နှစ်ခုပေါင်းဆက်ခြင်းဒီကမ္ဘာမှာအခက်အခဲဆုံးတစ်ခုတော့ပါတယ်ကမ္ဘာအခက်အခဲဆုံးတာ very important လူ့ဘဝမှာအခက်အခဲဆုံးတစ်ခုနိုင်ငံတနိုင်ငံအုပ်ချုပ်ရတာမခက်ခဲဘူးသမရတွေမင်းတို့ဒီနိုင်ငံမှာတွေ့နေတာပဲသူတို့ဝန်ကြီးတယောက်ဒီဝန်ကြီးဌာနမှာတိုင်းမှုတယောက်ဗိုလ်ချုပ်တယောက်ဖောင်းနဲ့ရှိသမျှလူတွေအကုန်အလေးပြုတယ်လေအိမ်ကမိမ့်မှန်တဲ့ကလေးကိုမနိုင်ဘူး sorry ပဲဒါမင်းတို့သိပြီးသားပဲမနိုင်ဘူးရှင်ရလို့ပြောတယ်ဟောပြကြသွားတာပြီးဘာပြီးတခွန်းပဲမနိုင်ဘူးအိမ်ကကလေးတွေကိုမနိုင်ဘူးဟောမနိုင်ဘူးနေရဒါကမ္ဘာနေရမှာဘယ်နိုင်ငံတော်များများမှာပဲသူသမရတာဖြစ်တာသူ့အိမ်ကကလေးကိုသူနိုင်ဖို့ခဲရင်တယ်သမရကလင်တန်နဲ့ဘီကလင်တန်နဲ့ဟီလာရီတို့သမီးချယ်ဆီသမီးလေးတယောက်တည်းမနိုင်ဘူးလူတကာကသမရတွေကိုကြိုးနေတယ်ကိုကာကိုလာသူက PR လို့ရှိတယ် public rules ရှိတယ်အလွန်ခက်တယ်အဲ့ဒါခုနေလမ်းမေးမှာကိုကာလာဘူးကိုလူကြားထဲမှာဖောက်ဆိုလူကြားထဲမှာစလိတ်မီမချစ်ရဘူးဗမာတွေမသိလို့တရားချက်ချင်းဆွဲလို့ရတယ်ဒီနားအကောင်လေးတရားပေါ်မှာသူအရက်ထိုင်တောက်တာဒီငမိုးတရားကိုဆရာတော်ရဲ့ကပ်ပိယကြီးတကကြီးဟွန်းတီးလိုက်တာဘာလုပ်ချင်လို့လဲမသူကဆင်းလာတယ်ခဏရက်လိုက်ပြောတယ်ငါရက်ဆင်းတော့လိုက်မင်းတို့ဘာလုပ်နေလဲအရက်တော့အဲ့တရားကမှစောင့်နေရဲရှိတယ်အဲ့ဒါ public rule နဲ့ PR လို့ခေါ်တယ်မင်းတို့အများပြည်သူပိုင်နေနေမှာအရက်တော့ချက်ချင်းမင်းတို့အာရကံကြီးထောင်ကြတော့မင်းငါဘာအောင်မလဲငါခုချင်းတိုင်လိုက်ပြီအဲ့ရဲလေအဲ့အရက်သမားတွေမရှိတော့ဘူးအဲ့ဒါ Chelsea ကကလင်တန်ရဲ့သမီးကသူ့အဖေနဲ့ဂျိုနေနဲ့ကိုကဖောက်တာ
ဘူးတွေရှန့်တက်သွားတယ်ဘုရားဆိုရဲလက်တွေခေါ်သွားပြီးသွားပြီသမရသမီးပဲဒါသူကအများပြည်သူစော်ကားတဲ့ဥပဒေမရအောင်စလိမ်မတော့ပါဘူးဆိုတော့ no smoking area မှာတော့ချက်ချင်းတန်းဖမ်းတယ်ဗမာတွေလှုပ်ချင်တာလှုပ်နေတာအမိုက်မပြည့်အောင်ပြည့်တန်းဖမ်းလို့ရတယ်တကယ်ဥပဒေဒါ PR ခေါ်တယ် public rule မရဘူးတော့အများပြည်သူကိုကာဝယ်တဲ့ဥပဒေတွေချက်ချင်းဖမ်းတယ်ပြည်သူများကိုထိခိုက်တာဟုတ်ဗမာတွေကတော့ဘာဥပဒေမလိုက်နိုင်ပါဘူးလှုပ်ချင်လှုပ်တာဗမာလူမျိုးကတော့အဲ့လိုဆိုတော့အများပြည်သူထိခိုက်တဲ့ဥပဒေဖြစ်သွားတယ်သမရတာဖြစ်တယ်သမရသမီးရဲ့ဥပဒေမလိုက်နိုင်အောင်ဥပဒေကိုမလိုက်နိုင်တော့ဒါကြောင့်မလို့ကိုစီဝါဥစ္စာကျမ်းမာရေးလူမှုရေးစီးပွားရေးပညာရေးဘာသာရေးအဲ့ဒါအကုန်လုံးတွေကိုထိမ့်သိမ်းဆောင်ရှောက်ပါမယ်ဒါနဲ့ပတ်သက်ပြီးတော့1889ခုနှစ်ဇန်နဝါရီလ1ရက်နေ့မွေးပြီးဇွန်လ9ရက်နေ့1980မှာကော်လွန်သွားတဲ့ Ian Foster အင်္ဂလိပ်စာရေးဆရာကြီးသူစကားလေးတစ်ခုပြောခဲ့တယ် The main facts and human လူတွေမှာအချက်လက်5ချက်ပဲရှိတယ်တဲ့5ခုတဲ့5ခုတဲ့အများကြီးလိုက်နာကြမလို့5ခုအဲ့ဒီ5ခုကဘာလဲတဲ့ The main facts in human life are 5 but မွေးဖွားခြင်း food စားမယ် sleep အိပ်မယ် love ချစ်မယ် death သိမယ်ဘဝနေကော5ခုလေအဲ့တော့မွေးစားအိပ်ချစ်သိ5ခုပဲရှိတယ် Ian Foster ပိဋကစာရေးဆရာကြီးအဲ့တော့5ခုပဲရှိတယ်တဲ့မွေးခဲ့ပြီးပြီမွေးခြင်းနဲ့သေခြင်းဆိုတဲ့ဘဝအစနဲ့ဘဝဏီကုန်းကြားမှာဘဝအလင်းမပြတ်သွားအောင် food အစာအာဟာရလိုပါတယ်တပိတ္တအာဟာရထိတိကမြတ်စွာဘုရားစကားဟောတပိတ္တအာဟာရထိတိကတတ္တဝါတွေဟာအာဟာရဘဝမူတည်တဲ့ food စားပေးနေရတယ်ဒါတနေ့တာဘဝခဏတာကြီးကပင်မလုံးအားကြီးလို့ sleep လိုရတယ်ဒါပြင်မွေးပြီးသွားပြီသေမဲ့အရာသူတို့နှစ်ခုဖယ်လိုက်3ခုပဲရှိတယ်မွေးတာလူတိုင်းမွေးပြီးပြီသေတယ်လူတိုင်းဒီမှာဆိုတော့မွေးခြင်းနဲ့သေခြင်းနဲ့ကြားမှာ3ခုပဲရှိတယ်စားမယ်အိပ်မယ်ချစ်မယ်3ခုပဲရှိတယ်ဒါစားတာတို့ခန္ဓာကိုယ်ဒီဘဝကိုရက်သွားမှာဆိုလို့ food လိုတယ်နတ်တွေတော်မှနတ်ဝဇ္ဇာစားတယ်မသေအောင်အဲ့ရတယ်ခဏတာအနားယူတယ် rest လုပ်တယ်ဒုတိယပြီးတော့တတိယချစ်တာ3ခုပဲ3ခုလည်းရှိတယ်မွေးတယ်စားတယ်အိတ်တယ်သေတယ်အဲ့ဒါမွေးရင်သေရင်ဖယ်လိုက်ရင်3ခုပဲရှိတယ်လူလောကကြီးမှာဆရာတော်က Ian Foster ပြင်ကိုတကယ်လုံးဆောင်တဲ့ action ပေါ့ action ယူရတာ3ခုပဲရှိတယ် food sleep love 3ခုပဲ love ကအိမ်အောင်ပြုတ်တာဒီမျိုးဆက်တွေဒီတော့ဒီလူလောကကြီးအစင်မပြတ်သွားအောင်မျိုးဆက်တွေအဖေတွေသမီးရထပ်မွေးသမီးတွေသေတော့မြည်တွေသူကလူလောကကြီးရဲ့မင်းတို့နှစ်ယောက်ပေါင်းလိုက်ခြင်းဒီခုန Ian Foster ပြောတဲ့တတိယအချက်တနည်းအားဖြင့်3ချက်တည်းဆိုနောက်ဆုံးအချက်ပေါ့စားပြီးသွားပြီအိပ်ပြီးသွားပြီစားလို့ဒီရွယ်ရောက်လာတာအိပ်လို့ဒီရွယ်ရောက်လာတာဘဝမပြတ်သွားအောင်စားခဲ့ပြီးတော့အနားယူခဲ့ပြီးအခုမင်္ဂလာဆောင်တယ် love so bath food sleep love death so from bath to death ကတော့ဖယ်လိုက်တော့ဘာလို့မွေးခြင်းတည်ခြင်းကမွေးရစားဒါကြောင့်မလို့မွေးတာအတိတ်ဖြစ်သွား I was born so I am born လို့ရေးလို့မရတော့ဘာလို့ဆိုတော့အတိတ်ဖြစ်ခြင်းကမွေးကိုကမွေးပြီးမွေးခံပြီးတော့ passive voice နဲ့ပဲရေးမယ် I was born in Yangon I was born in Myanmar I was born in America ဘလို့ရေးတော့ was born နဲ့ပဲရေးမယ်စသပြီးသွားပြီ death ကတော့မသိသေးဘူးဆိုသူမလာသေးတဲ့လုပ်ငန်းပြင်ဘဝဏီကုန်းဖြစ်ခြင်းကြောင့်ဏီကုန်းကိုဖယ်လိုက်တော့ဘဝစပြီးသွားပြီဏီကုန်းကမရောက်သေးတာပြင်လက်ရှိအဲ့တော့လက်ရှိကိစ္စမှာ present မှာ3ခုရှိတယ်စားရပါတယ်အိပ်ရပါတယ်ချစ်ရပါတယ်ချစ်တယ်ဆိုတာအိမ်တော်တိဆောက်တာဒါပါပဲဒါဆရာတော်တို့ကြတော့လူသားတွေကိုတပိတ္တအဝေဒာဟွန်တုဆိုပြီးတော့တို့ကကြတော့မင်းတို့လို့နှစ်ဦးပေါင်းဆက်ပြီးတဲ့ချစ်တဲ့အချစ်မျိုးနဲ့မချစ်ရပဲနဲ့ဘာသာရေးက spiritual တွေကတော့ဒီ religious person တွေကတော့ noble လို့သူ့ကိုတတ်မှတ်လိုက်တာပြီးအောင်မင်းတို့လို့အိမ်တော်ရသားတော့မပြုတ်ပဲနဲ့တရုတ်ကိုလည်းချစ်ပါတယ်ကလားကိုလည်းချစ်ပါတယ်အပြူကြီးကိုလည်းချစ်ပါတယ်အဖွားကြီးကိုလည်းချစ်တယ်မေတ္တာတရားတို့ကြတော့ချစ်ချင်းတရားရဲ့ဟိုဘက်ကို beyond the love ပြတ်သွားတယ်တို့ကြတော့ spiritual love ပြတ်သွားတယ်ဘာသာရေးအချစ်ကြတော့အဲ့လိုမင်းတို့လို့မျိုးဆက်တစ်ခုရအောင်တော့ဖန်တီးနိုင်ရင်မရှိဘူးတို့လူသားတွေကိုအသိဉာဏ်ကောင်းတဲ့ environment ဖြစ်အောင်လုပ်ပေးတဲ့အဲ့ဒီလိုပဲချစ်တာရှိတယ်အရှင်ဘုရားကတော့ you what do မေးတော့မေးမယ်လေအဲ့တော့မေးလို့ရတယ်နိုင်ငံခြားမှာဟော what do မင်းကဘာလို့ငါတို့အင်္ဂလန်မှာတော့ဘရာဇီးကကောင်မလေးဆိုအဲ့လိုပဲဆိုတော့ကွာအင်္ဂလိပ်စကားပြောသင်ပြီဆိုတဲ့ခါကျတော့မဆိုဟိုငါမေသူထွန်းနဲ့ငါနဲ့ဟိုစပီနေတဲ့ဂျာမန်မှာလေးအဲ့သူ
ကိုကတော့ကြီးသွားပြီပေါ့အသက်က43လောက်ဆိုတော့တော်တော်ကြီးသွားပြီဆိုတော့တက်ကြီးသွား40ကျော်သွားပြီသူကစားစားဦးဆုံးနှစ်ယောက်ပေးတွေ့လိုက်တယ်ဆိုတော့စဉ်းစားကြည့်ပေါ့ကောင်လေးနဲ့ကောင်မလေးနဲ့တွဲတူခုံတူထိုင်ဆိုရင် तू ဘာစကားစမေးမလဲအရှင်မင်းကဘယ်နှဝါရှိပြီလဲနိဗ္ဗာန်ယူတာဘယ်သိမှာလဲ do you have any girlfriend စတားစမရည်စားထားတာဒါစမေးတယ်ဘာလောလောလေးပဲလေမရှိပါဘူးရည်စားမရှိပါဘူးဆိုတော့မျိုးသမီးတွေတော့ထိဘူးလားမထိဘူးပါဘူး no I don't believe သူကငါဆို23နှစ်ရှိပြီငါရည်စားဘယ်နှယောက်ရှိတယ်သူတို့ဘလူနဲ့အိတ်ခဲ့တယ်မင်း43နှစ်ရှိပြီဆိုတော့ကျောင်းဆရာမ Mary तू အဲ့လိုပြောတယ် तू လိမ့်နေတယ်ဆိုတော့အဲ့ဒါမဟုတ်ဘူးသူတို့က Kosala တို့က she's a religious person သူတို့ noble people သူတို့မှအဲ့ဒါမရှိဘူးဘုရားကဇလန်အဲ့လိုဖြတ်သွားတယ်အဲ့ဒါဘာပြန်ဖြစ်လာလဲဆိုတော့မင်းကလေးတွေရဲ့စာတွေအများကြီးရတာပေါ့ဘာလို့ဆိုတော့အကယ်၍များ disrobe ပေါ့လူဘုံကြီးသင်္ကန်းမှုခဲ့လို့ရှိရင်သူတို့ကိုအရင်ယူပါတဲ့တန်းစီတာဘာလို့ဆိုတော့ဘယ်ရောက်ဘယ်မင်းကလေးမှမယူဘူးလေဆိုတော့ तू ဒီလူကအလွန်ခွတ်နေတယ်လေ तू ပထမအောင်ဆုံးမဲ့တာအဲ့ဒါမင်းကယူအကုန်လုံးကအဲ့တော့ဘယ်တော့မှအကယ်၍များလူထွက်ခဲ့လို့အင်္ဂလန်မှာဖြစ်ခဲ့ရင်သူတို့အကြောင်းကြသူတို့လက်ထက်မှာဘာသူတို့ငါတော့ဖြူရတယ်ဖြူပါချင်တော့အပြိုစင်လေးဆိုလူပြိုလေးပေါ့သူတို့အဲ့လိုယူဆတယ်ဒါကြောင့်မလို့ဖုန်းတော်ကြီးနဲ့တော့လာမမေးနဲ့ what about you လို့တော့မမေးနဲ့ခမည်းတော်တော့မမေးနဲ့မင်းတို့လူသားလောကီတော့ပဲပြောတာဒါဖြင့်စားခဲ့ပြီးပြီဘဝမပြတ်အောင်အိတ်ခဲ့ပြီးပြီအနားယူခဲ့ပြီးပြီအခုဘာလုပ်ရလဲချစ်ချင်းမြတ်တာစတယ်အိုးအိမ်တူထောင်ထူထောင်တယ်ရပြီနော်ဘာလုပ်တာလဲဝေထော်တယ်နှစ်ဘဝတစ်ခုတူထောင်တယ်ဒါပဲစတာဆိုရင်သိသွားပြီအဲ့တော့မျိုးဆက်သစ်တွေတူထောင်တယ်အဲ့တော့မျိုးဆက်သစ်တစ်ခုကိုထူထောင်ခြင်းကိုလက်ထက်သည်လို့လက်ကအပေါ်ထားမယ်အောက်ကထားမယ်အဲ့ဒါလည်းရှိသေးတယ်မြမကျင်းနေမှာမင်းကလေးကလက်အောက်ကနေဆိုတော့ဒါခတ်ဆွဲတော့ကျတော့မိန်းမတွေကိုသူငကိုတုံးနေကစကလုံးတွေဥပဒေတွေဆိုရင်မှသူတို့ရဲ့ပတ်ဝန်းကျင်တွေပါလာဆိုအိန္ဒိယနိုင်ငံအရာကိုတူးလိုက်တယ်အိန္ဒိယတို့တရုတ်တို့ကမိန်းမကိုနှိမ့်တယ်တော့မိန်းမလက်ကအောက်ကယောက်ျားကအပေါ်ကဆိုမိန်းမအများနဲ့ပဲအောက်ခံပဲဖြစ်နေတယ်မိန်းမတွေကပဲအနစ်နာခံအဲ့ဒါနဲ့နည်းနည်းဖြစ်လာပြီးတော့မြန်မာနိုင်ငံသမိုင်းကနည်းနည်းပြောင်းလာပြီးတော့မှပြောင်းသွားတယ်ဒီပုံသားတွေကပဲပြောင်းသွားပြီးတော့မဟုတ်ဘူးယောက်ျားဆိုတဲ့ပုဂ္ဂိုလ်ကဆိုအလှခံနဲ့အလှပေးတဲ့ခါမှာသားတို့ကအလှအောင်နေပါတယ်အလှခုနပြောလို့ငါ့ကိုလာပေးငါလက်လေးအောက်ကထားတာလေဒီလက်ထဲကိုရေစက်ချတာဒါကြောင့်မလို့သူများရဲ့သားသမီးကိုကျွန်တော်လက်ခံကြွေးမွေးပြုစုစောင့်ရှောက်ပါမယ်ပြောချင်ယောက်ျားလက်ကအောက်ကရှိတဲ့နဲ့ဒါအမြဲတမ်းပဲအမြဲတမ်းပဲအတွေးခေါ်တွေကပြောင်းပါတယ်တစ်ချိန်လုံးကကဘာကြီးကလုံးတယ်လို့ပြောခဲ့တယ်လုံးတယ်လို့ပြောခဲ့တာဖြစ်ချင်းကြောင့်ကဘာကြီးကိုပြားတယ်လို့ယူဆထားတဲ့ပုံရမ်းမင်းကြီးတွေကသိပ္ပံပညာရှင်တို့ဂျော်ဒန်ဘရိုဒန်တို့သူတို့သိပ္ပံပညာရှင်တို့တတ်ပလိုက်တယ်ဒီကောင်တမချမ်းဆောင်စော်ကားတာပဲဆိုကဘာကြီးကလုံးသွားတယ် our world is a sphere ကဘာကြီးကလုံးသွားတယ်သိပ္ပံပညာရဲ့ကဘာကြီးအလုံးကြီးခုကဘာပြန်ပြားသွားတယ်ကဘာ flat ပြန်ဖြစ်သွားတယ်ကဘာကြီးပြားသွားပြီအကုန်လုံးမြင်နေရပြီဒါဒီနေ့ကဘာကြီးပြားသွားပြီအတွေးခေါ်တယ်ဒီလိုပဲလေခဏခဏပြောင်းနေတယ်အဲ့တော့ယောက်ျားကမိန်းမကလက်အောက်ကထားမယ်အပေါ်ကယောက်ျားထားမယ်ဒါဆိုရင်မျိုးသမီးတွေကပြစ်ဆက်ရတဲ့သူဆိုပြီးတော့ဒီလိုနေလိုက်တယ်ဒီနေ့ကျတော့အမျိုးတစ်မျိုးတစ်ခါပြောင်းလာတယ်မန္တလေးခေတ်မှာမဟုတ်ဘူးခမည်းတော်ဦးထွန်းလွင်ဒေါ်အေးတီတို့ရဲ့သမီးကိုလက်ခံကြွေးမွေးပြုစုစောင့်ရှောက်ပါမယ်လို့ယူလိုက်လက်ခံယူလိုက်တာဖြစ်ချင်းယောက်ျားလက်ကအောက်ကမိန်းမအပေါ်နေရကြိုက်တာမင်းတို့ကြိုက်တဲ့အတွေ့ခေါ်လို့တယ်ငါနှစ်ခုတင်ပြလိုက်ဟုတ်ပြီနော်ဒါဆိုရင်မျိုးဆက်သစ်တစ်ခုထူထောင်ဖို့အတွက်ဟုတ်ပြီနော်မျိုးဆက်သစ်တစ်ခုထူထောင်တာကိုလက်ထက်တယ်လို့ဆိုပါတယ်ဟုတ်ပြီနော်ဒါကုနာတော့ဥဋ္ဌာဏတံပရာစူးစမ်းမယ် how to make effort initiate how to make initiated ဘယ်လိုစူးစမ်းမှာလဲမရောဘယ်လိုပြည့်စုံလုပ်မှာလဲနှစ်ခုတည်းပဲမင်းအဖေဒီမှာမာစီရီမစီးခဲ့ဘူးမင်းစီးအောင်လုပ်ရမယ်ကိုမိဘကဒေါ်လာ1 သန်းချမ်းသာရင်2 သန်းချမ်းသာအောင်လုပ်ရမယ်ဒါဒီတိုင်းပဲထားရမယ်ငါတို့ဆရာတော်ကပြောတယ်ငါတဲ့ကောသနာမင်းငါတဲ့တော်ငါတပည့်တွေငါတဲ့တော်တဲ့ပဲဒီစမောငါကို100တော်တယ်ဝိသုဒ္ဓ80သူတပည့်60ဖွတ်ကြားပြဗမာပြည်အဲ့ဒါပါကိုတဲ့တော်ရမယ်ကိုတဲ့တော်ရမယ်ဘာလို့ Harvard University တို့ MIT တို့ MIT တွေကိုသွားလိုက်တဲ့ခါကျတော့25နှစ်နဲ့ပါမောက္ခပြင်တဲ့ professor တယောက်တွေ့ဟာတော်လိုက်တာပြောလို့မျက်ရည်ကျတယ်ဘာလို့လဲသူ့ဆရာတဲ့သူ့ကိုပြောတယ်မင်းငါတဲ့တော်ရမယ်သူ့ဆရာ23နှစ်မှာ PhD ရတာတဲ့သူက25နှစ်ကျတော့သူ့ကိုတော်တယ်ပြီးရင်သူကမျက်ရည်ကျတယ် MIT မှာကောင်လေး25နှစ်ရှိတယ် professor ဖြစ် PhD ရဟာတော်လိုက်တာလို့ပြောလိုက်တာဆရာတော်မရဲ့တပည့်မလေးရဲ့ဆရာ
တော့ငိုအဲ့ဒါဆိုရင်သူ့ဆရာတို့ပြောတယ်မင်း तू 23နှစ်ဆိုမင်း22နှစ်ပြည့်မှာ तू 25နှစ်ပြည့်တော့ तू ကဝင်းနေတယ်တဲ့အပေးသွားပြီတို့နိုင်ငံဆရာက80တပည့်60နောက်တပည့်40 20ကုန်သွားမြန်မျိုးဆက်ဒါဆိုရင်မိဘတို့ထက်တာတဲ့ဇနီးမောင်နှံတွေဖြစ်အောင်ကြိုးစားရမယ်ပြောကြည့်ဘာတယ်လဲမိဘတို့တဲ့ဒါနှိမ့်တာမဟုတ်ဘူးနော်ဒီလိုကြမှာငါတို့နိုင်ငံကြီးတိုးတက်လာမှာပေါ့ဒီမိသားစု family ရဲ့ life ကတိုးတက်လာမှာပေါ့ဒီနေ့မင်းတို့ငါ့ကို3သိန်းလှူမယ်10သိန်းလှူမယ်နောက်တစ်နေ့များဆရာတော့ပတ်စံလို့ချင်းလို့ပြောတာမဟုတ်ဘူးအခုငါ့ကိုဒေါ်လာ1000လှူသွားမယ်နောက်လာမယ့်တစ်နေ့ကျငါ့ကို2000လှူနေကြိုးစားမယ်ဆိုမင်းတို့ target ကကောင်းသွားပြီငါတော့အဲ့ဒီလိုနီးနေသွားပါတယ်ငါဘဝသူများနဲ့တော့မပြိုင်ပါဘူးတချို့ကပြောတယ်ငါစာရေးအများကြီးဖတ်မယ်အများကြီးရတယ်ဆိုရင်ငါ့ကိုကြွားတယ်လို့ထင်အောင်ရှိမယ်မင်းနေ့တိုင်းအိမ်နာတက်တယ်အိမ်နာဘေးထဲမှာငါ dictionary တော့အမြဲတမ်းထောင်ထားတယ်နော်ပြီးတော့စာအုပ်ယူသွားတော့စာအုပ်ဆင်စာအုပ်တွေကကုန်သွားတယ်ဒီနေ့ကိုတုတ် A ကနေစဒီနေ့က A ကနေကြည့်သူရဲ့အဲ့တော့ preface လို့ခေါ်တဲ့ဒီနေတန်းရေးတဲ့ဥစ္စာတွေကိုတရက်ကိုတပုတ်ချိလိုက်တယ်အိမ်နာတက်တာ365ရက်အဲ့စာကမှစာ10ကျောင်းပါရင်ကစာကျောင်း3650ဖတ်ပြီးသွားပြီအဲ့ဒီနည်းနဲ့ဖတ်တာလို့လေအဲ့တော့အဲ့ဒီစာအုပ်တွေအောက်မှာဒီနေ့ဆိုလဲမင်းတို့တော့ရေးလိုက်တဲ့မင်းတို့တော့ Ian Foster ပါဖတ်မယ်သူစာအုပ်ရှိပါတယ်နော်ဒီမြင်လက်ထက်ချင်းဆိုင်ရာဆိုတော့အဓိကတော့ကွာတို့သားဇာတာဖြစ်တာကိုကြိုက်တယ် harmonious environment အဲ့တော့ငါတဲ့သားဇာတာပစ္စည်းရောပေါ့ဟေတုပစ္စည်းရောအာရမဏပစ္စည်းရောသားဇာတာပစ္စည်းရောဆိုတော့အင်ညမညာပစ္စည်းရောဆိုတာအခုတို့ဘုန်းကြီးကျောင်းတွေမှာလည်းရှိတယ်အခုဆိုကထိန်ရသည်အင်ညမညာတွေကြီးပဲကထိန်ရသည်ဟို800ကျောင်းကငါကျောင်းပင့်တယ်9000အဲ့ဒီစာရေးရေးထားတယ်ငါကျောင်းကပြန်သွားတယ်9000မပို့ဘူး9000ပဲသွားတယ်သူအင်ညမညာပစ္စည်းရောတွေမပို့ဘူးတော့မြန်မာမဆလာပါတီကလူနဲ့လူချင်းချင်းအင်ညမညာသဘောတရားတယ်လုံးဝမှားယွင်းတယ်လူငယ်ငယ်တွေကသိတယ်သားအင်ညမညာဆိုတာသေးတယ်သူချစ်မှကိုချင်းမယ်သူကျင်မှကိုချင်းမယ်သားဇာတာအဲ့လိုမဟုတ်ဘူးညီမြနေတာကြီးတယ်သားဇာတာဖြစ်အောင်နေတာအင်ညမညာမဟုတ်ဘူးအင်ညမညာအချင်းချင်းပဲတော့သားဇာတာဖြစ်အောင်အဲ့တော့ဘုန်းတော်ကြီးကျောင်းတွေမှာလည်းအဲ့လိုရှိတယ်မေးကြည့်တယ်အစာလေးတွေရေးထားတယ်ဘယ်ကျောင်းဓမ္မကြီးကျောင်းဟာကိုရဲတို့ကျောင်း9000မှလည်းပို့မသွားဘူး3000တော့ကြီးမင်္ဂလာဆောင်တိုင်းပဲရဲဝင်းကျော်နဲ့မေသူထွန်းတို့ကဥက္ကဋ္ဌလာတသိန်းလက်ဖွဲ့ထားတယ်ငါမင်္ဂလာဆောင်လို့တသိန်းပဲလာမယ်အင်းညမညာတယ်လေမตาဘူးငါချမ်းသာနေတယ်မင်းတို့ကအဲ့တော့ဆင်းရဲတယ်မင်းတို့ကဆင်းရဲဥက္ကိုကိုချစ်လို့တသိန်းလက်ဖွဲ့တယ်ငါကြငါ10သိန်းဖွဲ့မှာပေါ့ကြည့်တယ်ကြီးမှာပေါ့အဲ့ဒါဇာတာအဲ့ဒါ harmony in marriage ကျောင်းတော့သားဇာတာဖြစ်သွားဒါပြောတာအဲ့လိုဖြစ်ရပြီးတော့မှကိုအဖေအမေတဲ့ကိုမိပါတယ်နှစ်ဖက်မိပါတယ်ตายရမယ်တောင်ကြိုးစားမယ်လို့ဒီနေ့ဒိဋ္ဌံပြုရမယ်ပြီးရင်ကိုမွေးလာမဲ့ကလေးတွေမင်းတို့ကဓာတာသုံးနိုင်တယ်ဓာတာရှိနေတယ်မင်းတို့ကလေးတွေကြားရင်မင်းတို့တဲ့ตาရမယ်ဆိုပခုံးထမ်းမယ်တစ်ခုဟာပြီးသွားပြီလေအဲ့ဒါပဲဥဋ္ဌာဏတံပရာပြီးသွားပြီတော့ပြီကိုမိပါတယ်တာလွန်သောဇနီးမောင်နှံဖြစ်အောင်ကြိုးစားမယ်ကိုသားသမီးတွေကိုကိုယ့်ရဲ့ตาတဲ့နေရာရောက်အောင်ထမ်းတင်မယ်လို့ကြိုးစားလိုက်တယ်ပြီးသွားပြီနောက်တစ်ခုမြန်မာနိုင်ငံမှာလည်းမိဘကျောင်းတွေမှာလည်းလိုက်ဟောပြောပါတယ်မရဘူးနောက်တစ်ခုမိဘနဲ့ရောက်ပြီမင်းမွေးရဲ့ကလေးလေးကိုစဉ်းစားလိုက်တယ်ဟုတ်လားမင်းမွေးရဲ့ကလေးလေးကိုစဉ်းစားလိုက်တယ်အဲ့ဒီငါတို့တော့အမေရိကန်မှာနေခဲ့တယ်အမေရိကန်ကဘွဲရခဲ့တယ်ပညာတက်ခဲ့တယ်ငါသားလေးတွေငါလိုပညာတက်ပြီးလက်ကကောင်းကောင်းဖြစ်စေခြင်းတယ်လို့တွေးတဲ့အေးအမျိုးအစားမိဘဒုတိယ Bသားလေးဒိုးတော်ကလေပညာမတတ်ဘူးမဦးထုံးလည်းပြောတယ်သမီးရဲ့ဒိုးတော်ပညာမတတ်ဘူးတို့ကလေမြန်မာနိုင်ငံရန်ကုန်မြို့အေယာဝတီတိုင်းဂျွာကစင်ကလာမှာမွေးရတာသမီးကလေအမေရိကပါမှာသမီးကိုအဲ့လိုဖြစ်စေခြင်းတယ်လို့ကိုဆင်းရဲခဲ့တယ်ပညာမတတ်လို့သားသမီးကိုပညာတတ်စေတယ် B မိဘဟုတ်လား A လက်ကကောင်းကောင်းနဲ့သူ့ဘဝလေးချမ်းသာခြင်းတယ် B ကိုတို့ဆင်းရဲလို့သူတို့မဆင်းရဲစေချင်ကိုပညာတတ်တယ်လို့တတ်စေခြင်းနဲ့ A မိဘကိုတို့ကပညာမတတ်လို့မဆင်းရဲလို့ချမ်းသာစေခြင်းနဲ့ပညာတတ်စေခြင်းနဲ့ B မိဘအဲ့လိုပို့တော့ကလေးကိုကြောင်းထားလိုက်တယ်ကြောင်းပို့လိုက်တဲ့အတတ်ပညာသင်လိုက်ခြင်းသည်အဲ့ဒီရည်ချက်တွေမပါတော့ဘူး this is good this is evil ဒါကကုသိုလ်ဒါအကုသိုလ်ဒါကောင်းတယ်ဒါမကောင်းဘဝမှာမင်းကိုယ်တိုင်ရွေးချယ်ဖို့ပညာသင်တဲ့ကြောင်းကိုပို့လိုက်တယ်ဆိုတဲ့မိဘစီကြိုက်တာရွေးရောသပ်တန်ပညာသင်တာဒါအတွက်လည်းမဟုတ်တော့ဘူး like not for many not for fame not for gain just for life မင်းရွေးတဲ့သွားပြီအဲ့ဒါတပညာသင်ပေးတာဆိုတော့စင်ကာပူနိုင်ငံကိုမြန်မာနိုင်ငံကျောင်းဆရာမသွားပါတယ်ကျောင်းဆရာမသွားတော့စင်ကာပူကဆရာမလေးတယောက်ကပြောလိုက်တယ်ကျမတို့ကထမင်းစားဖို့စာသင်တာမဟုတ်ဘူးဒီကကောင်မမိတ်ပြထွက်သွားတယ်ဘာလဲဘာဖြစ်လဲလဲ
ဘာလို့စာသင်တာမဟုတ်ဘူးထမင်းစားဖို့စာသင်တာမဟုတ်ဘူးထမင်းတော့စားရတာခုထမင်းစားဖို့လို့ဆိုခုနကတော့ Ian Foster ရဲ့စားတဲ့အစိတ်မှာပဲရှိသေးတယ်စားတတ်ရမယ်အိတ်တတ်ရမယ်ချစ်တတ်ရမယ်ဒါဒီပါလာတယ်လေစသားသမီးကိုအဲ့လိုတွေးလိုက်ရမှာပညာသင်ပေးလိုက်ခြင်းသည်အဲ့ဒါပဲအဲ့ဒီပညာသင်ပေးလိုက်ခြင်းသည်ဘဝမှာဘာကောင်းတယ်ဘာဆိုးတယ်ဆိုတာကိုရွေးတဲ့ပုံသင်ပေးလိုက်တာ not for ပတ်စံဖို့မဟုတ်ဘူးဒီကမိဘတွေနဲ့အေးမိဘမင်းသမီးကိုလေဆရာဝန်ဖြစ်ဖို့ကျွန်တော်ကြိုးစားသည်ဒါစစ်သားကြီးဖြစ်ခြင်းနဲ့အင်ဂျင်နီယာကြီးညီမသားကောင်းစားဒီစစ်သားကြီးကိုကျွန်တော်မျှော်မှသိဖို့ဒါစစ်သားလောက်ပဲမှန်းတယ်ဆရာဝန်လောက်မှန်းတယ်ငတုံးနေလေဆရာဝန်လောက်မှန်းတယ်စစ်သားလောက်အင်ဂျင်နီယာလောက်မှန်းတယ် no အင်ဂျင်နီယာပဲဖြစ်ဖြစ်စစ်ဘိုလ်ပဲဖြစ်ဖြစ်ဆရာဝန်ပဲဖြစ်ဖြစ်ဒါတွေကကောင်းတယ်ဒါတွေကမကောင်းလို့ဒီတဲ့ကိုထည့်ရမှာမင်းတို့ယူအဲ့လိုမထည့်ဘူးလေဆရာဝန်ဖြစ်ပြီးရောစစ်သားဖြစ်ပြီးရောစစ်ဘိုလ်ဖြစ်ပြီးရောတိုင်းပြည်ချစ်တာမချစ်တာကျင်တာမတားမပါဘူးတော့ခုနကတော့ပညာသင်စင်တွေကအဲ့လိုဖြစ်ခဲ့တယ်အသားတို့သမီးတို့မွေးခဲ့ရင်မင်းတို့ကလေးမွေးခဲ့ရင်အဲ့ဒီလိုတွေးပါရမလားပြီးသွားပြီနော်ကဲအရခသမရာစူးစမ်းပြီးသွားစူးစမ်းတဲ့အကြောင်းပြောပြီးပြီစူးစမ်းတဲ့အကြောင်းပြောပြီးပြီစူးစမ်းကြောင်းပြီးပါတယ်လေစောင့်ရှောက်မယ်ဘာတွေစောင့်ရှောက်မလဲဇနီးအနီးဆုံးပါဘယ်လိုလဲဇနီးအနီးဆုံးပါဘယ်လိုလဲဇနီးခြေထောက်ထဲမှာကတ်နေတာအဖေခြေထောက်ထဲမှာမအိပ်ဘူးဆရာတော်ကခြေထောက်ထဲလာမအိပ်ဘူးတငယ်ချင်းခြေထောက်လာမအိပ်ဘူးခဏတစ်ခါတရံပေါ့နော်ဧည့်သည်ပဲသွားတယ်အမြဲ365လုံးအိတ်နေတယ်လို့ပြောတာတခါတရံတငယ်ချင်း2ယောက်သွားမယ်ဆိုရင်မှရိုးရသွားမယ်မိန်းကလေး2ယောက်ဒူအိတ်မယ်အဲ့လိုတော့ထည့်မပြောနဲ့ every time life မှာကတ်နေတာ very close ကိုပြောတာယောက်ျားမိန်းမတစ်စောင့်ရှောက်မှမိန်းမနဲ့ယောက်ျားအပြန်အလှန်စောင့်ရှောက်မယ်အပြန်အလှန်စောင့်ရှောက်ဟုတ်ပြီနော်အဲ့တော့ဘလို့ပြင်ဖြစ်เสียကတချို့ငါလည်းပေါ်နည်းနည်းလေးပေါ်လေဟိုမျိုးသမီးတွေစမ်းကြည့်တာပေါ့ခင်တဲ့မိန်းမတကမှမိန်းမတွေလည်းရှိပါအဲ့ဒီကငါဗမာမတွေထောက်ပြောရင်တော့ရိုင်းမှာပေါ့ဗမာတွေလို့ပြောတယ်သူတို့တွေကငါကွာဩစတြေးလျသွားတယ်ကွာဒါ James Bond ရုပ်ရှင်ရိုက်ခဲ့တဲ့ဆင်းခဲ့တဲ့သူ husky ဆင်းခဲ့တဲ့နေရာမအဲ့နေရာတွေငါဓာတ်ပုံရိုက်ပြီးတော့ငါခင်တဲ့လူလှမ်းပို့လိုက်တယ်အဲ့ဒီရဲ့ဓာတ်ပုံလေးပို့လိုက်တယ်ရင်မွေးတော့ဝဲရတာမဟုတ်တယ်ဘာလို့ပို့လဲဟာတော်တော့ဟာအော်ဒါ boss Mrs Bond မဆင်းခဲ့တဲ့နေရာအဲ့လိုအဲ့တော့နားလိုက်အဲ့တော့အမှတ်တရပစ္စည်းတွေအကုန်သိမ်းလိုက်တော့တယ်ဒါကကဘာမှာအမြင့်ဆုံးဖြစ်တဲ့ရဲတိုက်ပါအဲ့ဒီရဲတိုက်ပေါ်မှာတက်နေတယ်အဲ့ဓာတ်ပုံလေးကိုခင်ကိုပေးလိုက်တယ်အော်ဒါဖုန်းကြီးကဒီပေါ်လေးရောက်တော့ငါ့ကိုသိရတယ်လို့အဲ့လိုမခံစားရဘူးဗျာအော်ဒါကြောင့်မလို့တော့လှေကားသုံးနေစင်လူမျိုးဖြစ်တာမင်းတို့အတွက်ပဲဘယ်ဟုတ်မလို့အမြဲတမ်းရှိနေရမယ်လေမေသူချက်တော့ဝေးဒါရှိရမယ်အချက်လက်တွေပြောတာမေသူရေအခုဒီရန်ကုန်မှာလေဟိုမိုးရတားရွာနေတယ်ပြောတယ်ရာသီတို့ကောင်းတယ်ဟိုတားလေးရောမင်းသတိတယ်မင်းရလေအဲကွန်သိကြိုက်တယ်မင်းအဲကွန်ပိတ်အဲ့ဒါလင်ယောက်ျားအများနဲ့စောင့်ရှောက်နေရလေဘာဖြစ်လို့လက်မခံကြတာလဲမေးအောင်ဘုန်းကြီးကလိုက်ပြောတယ်လွဲကုန်ပြီဘုန်းကြီးပြောရမယ်လို့မင်းတို့တော့မလုပ်တယ်ငါဘဲကောင်းမဘဲမိန်းမရှိတာမဟုတ်ဘူးဟာအကိုလဲလေဦးနဲ့လေအကိုမေးကောင်းမှလေဦးနဲ့ပြအကိုသတိတောင်းနေလေဘယ်တော့မှ तू ကအဲ့ဒါကိုဆရာကြီးအောင်သိန်းရတော့ထားဝစဉ်သေတဲ့အထိအောင်လူပြိုလဲ့ပါတဲ့ပြောပြမယ်နော်နမူနာလေးပြောပြမယ်တူတော့မတူတော့နည်းနည်းတော့ကွာဟိုဘဝဆိုတော့နည်းနည်းတော့ထူးဆန်းတာပေါ့ဒါပေမဲ့အဲ့လိုစိတ်လေးထားရင်တော်ပြီငါဂျာမနီကိုသွားတော့ငါ8ချိန်9ချိန်သွားဘူးလေဂျာမနီဆိုတော့အဲ့ဒီမောင်ဆိုးလွင်ရဲ့တဲ့ငါဝဝလေးမလို့ခွိ तू အစားတော့ကျန်းတယ်ဖုံရဲ့တဲ့ဖုံသားလေးတဲ့သမီးစားဘွားတော့ညီမလေး तू အစားတော့ကျန်းတော့ကျေကို3ဝက်စားသမီးစားတော့အခုကြတော့လေမင်းကလည်းတပွဲပဲစားလေဆိုနှစ်ပွဲပြုတ်သွားတယ်တဲ့တော့ဗါတယ်လေနှစ်ပွဲပြုတ်သွားတယ်ဒါကတော့စီးပွားရေးအခြေအနေရတော့လေရှိတာပေါ့လေသို့တော့အဲ့ဒီတုန်းကကြတော့လေတယ်လီဖုန်းလေးနဲ့မှလည်းအလုံးလုံးနေနေဟိုငနေဟိုနဲ့ရဲဝင်းကြောကငရဲကဟောမေသူမရဖုန်းဆက်မလားသူဖုန်းလေးကြည့်နေအလုပ်တွေရဟိုနေ့ပြောဟိုဘာတာဝန်နေရှိသွားတယ်ကရကရဖုန်းချထွားဆရာမိမဖုန်းခေါ်နေပါကွာမလုပ်ပါဘူးအဲ့ဒါဘယ်တော့မလုပ်ပါဘူးဟုတ်နော်ကဘာမှာအရေးယူတရေတူလုံးငားတဲ့အရေးယူမှာမင်းမှာပဲတခါတည်းမှလည်းတသလုံးမှလည်းဖုံဖုံနဲ့အရေးယူမှာနှစ်ယောက်ကြားအဲ့ပါတာသူတို့နင်တို့ဆရာတော်ကြောင်းကိုလေဆုံးမပို့လိုက်လို့ငါအဲ့ကောင်မရိမ့်လိုက်တာဆိုရင်အဲ့ဒီမှနေရက်တယ်နင်တို့လင်မယားနဲ့အစမပြေလေအဲ့ချောင်းတော့မှကွစ်နှစ်ဖက်မိဘအစမပြေမိသားစုဆိုတော့အိမ်တော်ကြီးသူကရေးကြီးဆုံးပဲအဲ့တော့ဟာစကားအများနဲ့ပြောချင်တယ်ဟိုတတ်တရလေးဝတ်သွားတယ်မိမလင်ရပြီးရင်ပိုတက်ရနေရမှာပိုအပြိုလောက်ရမှာရောက်နင်တို့ကလေခလေးတယောက်တော့လဲမွေးလဲကွာဘက်လက်သက်ဖြစ်သွားတာဟာပြီးတော့ကြည့်ကိုစောင့်ကန်ကြီးသိပေါက်သွားတော့ပြီးရော
မဟုတ်လေသူအမြဲတမ်းပြုစုရမယ်လေကိုရောက်ကိုကြောက်ကြကိုမင်းတော်အိုသွားတယ်တော့ပြောတာကိုခံနေတာလားအဲ့တော့အပြိုလေးတိုင်းနေရမယ်သမီးစားလို့ငါတော့သမီးစားလို့ထာဝရနေပါလို့သမီးစားလို့ကြတော့သူအမြဲတမ်းအဲ့အချစ်ကအမြဲတမ်းအပင်ကရေလောင်းနေတာအမြဲတမ်းတတ်နေတာအမြဲတမ်းပဲသူကဟောနော်ကိုနော်ဟိုဥကောနဲ့မပေါင်းနဲ့နော်အဲ့ဥကောကရဲပဲတောက်တတ်တယ်မပေါင်း तू အကိုလာတာ तू အဲ့ကျတော့နားထောင်တယ်မညာသေးဘူးအဲ့ညာတော့အကိုရဲ့ဥကောနဲ့ပေါင်းတော့ဥကောကတော့ရဲတောက်တယ်မင်းကလည်းကွာကိုဆရာသမားနဲပါတော့ကိုလည်းအဲ့ကျတော့နားမထောင်တော့ဘူး तू စတာအဲ့တော့အဲ့ဒီလူကတိုင်နေလိုက်ဘယ်သူညဟိုကောင်မလေအဲ့ကောင်မနေချဲရတွေ့မင်းအဲ့လိုကိုမကြိုက်ရင်မလုပ်ဘူးကိုမကြိုက်ဘူးဒါမလုပ်နဲ့နော်ဟုတ်ကဲ့ကိုလာတာအဲ့တော့အဲ့ကျတော့အဲ့ဒီတိုင်းနေဘတော်မှအဲ့အိမ်တော်ကိုမကြိုက်ဘူးဒါမလုံးနဲ့တော့ဟုတ်ကဲ့ကိုဆိုမအဲ့တော့ तू သမီးစားကိုအိမ်တော်ကြသွားတဲ့ခါကျတော့အဲ့ဒါရော့တာအဲ့ကျိုးတွေမရော့စေနဲ့အိမ်တော်မကြအိမ်တော်စကြကားစားမှာကျတော့အခုကိုရဲ့အမေရိကန်ပြန်သွားမယ်ဖုန်းညတိုင်းခေါ်တယ်ဘယ်ပုံမှန်ဖုန်းခေါ်တဲ့အချိန်လေးကိုဆိုတော့လက်ပတ်နိုင်လေးနဲ့တူတယ်တဲ့တရုတ်စကားပုံထဲမှာလင်မယားညကားစားလက်ပတ်နိုင်လို့ခဏကြည့်တာလေလက်ပတ်နိုင်လေးဆိုတော့ခလေးတယောက်နှစ်ယောက်တော့မွေးတော့တယ်ဒီကောင်ဇပွဲနဲ့နိုင်ဖြတ်သွားတယ်ဇပွဲနိုင်ပြီးတော့အလုတ်သွားတဲ့ခါကြည့်မယ်ထမင်းစားတဲ့ချိန်ကြည့်မယ်ဆိုတော့နည်းနည်းခန္ဓာကိုယ်နဲ့ဝေးသွားတယ်၃ယောက်လောက်မွေးတော့သူတိုင်ကတ်နိုင်ဖြစ်သွားသူတိုင်ကတ်နိုင်ဖြစ်သွားဘခိုးရောက်သွားအိုးရောက်သွားတော်ဝေးသွားတာတိုင်ကတ်နိုင်ဖြစ်သွားကအဲ့ဒီမှာတိုင်ကတ်မှာတံပတ်တွေကုံတော့တာပဲတက်ခဲတွေကုံတော့အကိုနိုင်ရလေတက်ခဲကုံနေတယ်အဲ့တော့တက်ခဲကုံဒီမှာတော့ခဏကြည့်တယ်အဲ့ဒီတိုင်နေပါလက်ပတ်နိုင်လေးလို့တပည့်သီးလေးတာဖြစ်ရင်ပါဇက်ထဲမှာငုံတာမင်းတို့ဆိုခဲ့တာလေရင်တို့လေးတာဖြစ်ရင်ရင်ထဲမှာထိုးတာအမလေးဟုတ်လားအသေးကြမှာဆုလို့မချစ်ဆုလို့ခေါ်သူ့ချက်သူမင်းတို့ဆိုခဲ့တာလေမညာခင်တော့ဘာပဲလှုပ်ရသမ ्या ပင်ဆုံးမင်းတို့အဲ့လိုဆိုခဲ့တာဘာလို့လဲလို့ပဲမာသမုတ်တရားသူကိုယ်တိုင်လက်ပြေကူရင်လက်ပြေကူခိုင်းတာမဟုတ်သေးဘူးသူကိုယ်တိုင်လက်ပြေကူပါဟာဒါကဒီဘက်ခေတ်မင်းတို့အဖေတွေမေခေတ်ကဒူဝင်ချင်းမြေမှာခသွားပါစေဒူဝင်ချင်းမြေမှာခကောင်းငင်မှာနေလာတွေကွဲစီဒူဝင်ချင်းရက်လည်းမြေခကောင်းငင်မှာနေလာတွေကွဲမြတ်မြင့်မိုးသွေးအခါပဲသွေးမြတ်မိုးတော်ကြီးပြတ်သွားပါစေသူပြောခဲ့တာမိမကိုပြောခဲ့တယ်ဘုရားကတော့ပြည်လာဖေတို့မေရှင်တို့ခက်ပေါ်ကွာတို့ငငယ်ဒူဝင်ကျဲမြေမှာခပါစေဒူဝင်ကျဲမြေမှာခကောင်းငင်မှာနေလာတွေကွဲစေမြတ်မြင့်မိုးပြိုးအခါကြီးသွေးကွယ်မဲ့စိတ်ဝဲမသွေးပြီးသွားချစ်တဲ့သူမို့လို့ငါတိမ်စင်လားတိမ်နဲ့ဆက်နေတိုင်းကြားလေးမယိုးကြားလေးမကြားယိုးမှသွားပြီအဲ့ရောက်ကြပြီးပြီကြားလေးမယိုးကြားလေးမယိုးပါဘူးဒါခဏပြောရတယ်မင်းတို့ဆုံးမခဲ့ကျမတို့မိမသားတွေရတယ်ဟိုမှာရွှေပြည်တဲ့တချင်းလေးမှာကိုချစ်တဲ့ချစ်သူလေမိမသားတွေကအဲ့ဒီနှင်းစီပန်းလေးကနေအောင်လေးထိုးလိုက်ရင်ပွင့်ဖက်လေးတွေနွမ်းသွားမှာဆိုလို့ပြားလေးလာနားလိုက်ရင်အရည်လေးတွေပါသွားမှာဆိုလို့ပြားကောင်ဘုံမသုံးဆောင်ပြားလေးမသုံးရင်နေအောင်ကြီးမထိုးခင်မညို့လို့အဲ့ဒါကြီးပေးနေတာတဲ့ဘာလို့ဒီမိန်းမတွေညှတာလိုက်လေနေအောင်ကြီးမထိုးခင်မညို့လို့ပြားကောင်ဘုံရဲ့မသုံးဆောင်ရင်များရဲ့ဝတ်ရွေအဲ့ဒီဝတ်ရွေလေးကိုပေးနေတာဘယ်သူမှပြားမနာဘူးသေးဘူးရင်မနာဘူးသေးဘူးအဲ့ဒီပန်းလေးကိုတယောက်ကြောက်ပေးနေတာတဲ့ရွှေပြေးရကောင်းလိုက်တာကျွန်တော်သူခက်သူခါတချင်းနေသူပြောတယ်အကယ်၍များမေသူကလှတဲ့လှမယ်ဆိုရင်မောင်သွေးတွေမောင်အသားတွေမောင်အသေးတွေအဲ့ဒါတွေကိုဆေးပြီးဝါပြီးပေးအောင်မယ်တဲ့ဟောဗျာဟောချစ်သူကလည်းပြန်ပြောတယ်မသုံးရဘူးအဲ့အတွက်အသေးခံငါပြီးသွားတယ်ဒါပေမဲ့ဒီနှစ်ယောက်ကလှနေပြီလေကြောက်တယ်နဲ့စောင့်ရှောက်နေတာလေတချင်းလေးတွေထဲမှာလဲမင်္ဂလာနဲ့ပတ်သက်တဲ့အရာကိုဘယ်ဇနီးမောင်နှံကိုမှရုပ်မာတဲ့တချင်းမျိုးမရေးခဲ့ဘူးအဲ့ဒါရတပံဖြစ်ပါစေနော်ပြိုလူပြိုလေးလှည့်နေတယ်လို့လူပြိုလေးတုန်းကဘယ်နဲ့လေမေသူဒါလေးကိုမောင်ဝယ်ခဲ့တဲ့ဟိုပစ္စည်းလေးလေဟဲအဲ့ဒါလေးကိုချီဦးပေးတာလေချီဦးသူပေးတာပန်းတော်မှရွေးလိုက်တယ်အဖြူရောင်လေးပေးတယ်အနီမပေးဘူးပန်းနီမပေးနဲ့တဲ့ချီဦးသူနဲ့လွဲမှာဆိုလို့သူမကြိုက်ဘူးနေ့ဒီပန်းအနီမပေးရဘူးဒါဒေါသအရောက်တော့ပန်းနီမပေးနဲ့မပန်းနေပေါ့ချီဦးသူနဲ့လွဲမှာဆိုလို့ကိုချစ်တဲ့သူနဲ့လွဲမှာဆိုလို့ပန်းလေးကိုအဖြူလေးရွေးလိုက်တယ်ပန်းနေ့ဒီပန်းအဖြူလေးချစ်တယ်အဲ့တော့ဒါတော့အဲ့ဒါလေးလေတမျက်တနိုးကိုကထားလိုက်တယ်ဒါလေမောင်ဟိုသူများကိုလေဟိုသမီးသားစကားပြောတဲ့နေရာလေဝက်ခဲ့တဲ့အဝက်ပေးကြတာဆိုအဲ့ဒီတိုင်ပဲအိမ်ပြန်လာလို့ရှိရင်လေ
ကိုယ့်ယောက်ျားပေးတဲ့လက်ဆောင်ကိုလေးလေးစားလက်ခံမယ်မိမချက်တဲ့ဟင်းကိုလည်းမျက်မျက်နှုံနှုံစားမယ် sorry တော့ပြီပြီးပြီဟုတ်ပြီနော်အဲ့ဒါပဲ